Minecraft တွေကိုဆက်ရောက်ကစားဆိုတော့ဘီဘီလေးကြည့်မယ်။တပင်ခုံမယ်ဆိုတော့နော် Minecraft ပါပါတယ်။တပင်ခုံပါမယ်။တပင်ခုံမယ်။ပြင် crafting တွေပဲလုပ်မှာပေါ့နော်။4တုံး5တုံးလောက်ရှေ့ရလောက်ကြားတော့လုပ်မယ်။ပြင်တုတ်ချောင်းလုပ်မယ်။ crafting တွေပဲလုပ်မှာရပြီ။ crafting တွေပဲချမယ်။ပြင်အစိမ်တလက်လုပ်တပင်ခုံပြင်အဲ့ဘာလို့ခေါ်လဲမသိအားလုံးပေါ့နော်ပြင်ခုံမယ်ဝတ်တွေ့ခိုးရင်တော့ထုတ်လိုက်မယ်နော်ခိုးတူးရတယ်ညဘက်ကျအိပ်ရရင်ပါမရှိလို့ရှိရင်အဲ့မီတုပ်လေးနဲ့ပိုးဆင်ရအောင်နော်တုတ်ချောင်းလုပ်ပြီးတော့မီတုပ်လုပ်မယ်မီတုပ်ရ28ချောင်းရပြင်တိုးလိုက်ရှာမယ်ပေါ့နော်လာနော်ဒီမှာဗန်ဘူးလေးစာရွက်လို့ရနောက်မှလုံမလာခုလာခုမှာပေါ့လေးစီပဲလေးတိုးရီဒီမှာလေးဝမ်းနဲ့ကန်ဆက်တဲ့တင်လေးဝတ်တွေကြည့်တွေ့တိုးတွေ့မှရမှာအဲ့ဒါမှလည်းကြိုက်အိယာလို့ဟိုမှာတကောင်တွေ့